ဒီနေ့ကတော့ကျွန်တော်ပေါ့နော်ဒီ solar controller လေးတွေပေါ့နော်ဒီကောင်လေးတွေစက်တင်ချိန်တဲ့ဟာလေးတွေကိုကျွန်တော်တို့တို့ရှင်းပြပြသွားမယ်ပေါ့နော်ဒီမှာကသူက user manual ထဲမှာပါပြီးသားသူကဘယ်ဒီက3မျိုးပဲသုံးလို့ရမှာဗျာသူက SO ပေါ့နော် SO ဆိုတာကျွန်တော်အိုးစုအိုး6လေးပါမယ်ပေါ့နော် SO ပါမယ်သူက lithium ion battery ရ lithium phosphate battery lithium 4 battery အဲ့3မျိုးပဲကျွန်တော်ကသုံးလို့ရမှာကျန်တဲ့ battery တွေကိုသူကသုံးလို့မရဘူး recommend လည်းမပြုသုံးလို့လည်းမရဘူးပေါ့နော်ဆိုတော့ဒီကောင်လေးတွေနဲ့သုံးချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီလိုအိုးမျိုးတွေသုံးလို့ရမယ်ပြီးရင်ကျွန်တော် acid အိုးစုအိုး6သုံးလို့ရမယ်ပြီးရင်ကျွန်တော်တို့ပေါ့နော် lithium ion battery တွေနဲ့ချိတ်ထားတဲ့ဟာပေါ့နော်ဒီ power station တို့ဘာလို့အသေးစားလေးတွေအဲ့ဒါမျိုးတွေကျွန်တော်ကသုံးလို့ရမယ်ဗျဆိုတော့ဟုတ်ပြီသူမကဒီကောင်ကပေါ့နော်ဒါ user manual ဒါ B1 ဆိုရင်သူက acid အိုးတွေ B2 ဆိုရင်သူက lithium ion ပေါ့နော်ဒါသုံးလို့ချိတ်B3 ဆို lithium phosphate ပေါ့နော်ဒီလိုဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့ကဒီကောင်နဲ့တွဲသုံးလို့ရမှာဖြစ်တယ်ဆိုတော့ဟုတ်ပြီအရင်ဆုံးကျွန်တော်တို့ကကိုလိုလာအချိန်ကြီးမှာအပေါင်းတို့တော့မှန်အောင်တက်ပါအပေါင်းတို့မှားတယ်ဆိုတခါလေးလစ်သွားလိမ့်မယ်ဒါတော့ကြိုပြောမယ်ပြီးတော့အရင်ဆုံးကိုထူလာနဲ့ကျွန်တော်ကဘက်ထရီကိုအရင်ဆုံးချိတ်ပေးရမယ်ပေါ့နော်ကိုထူလာနဲ့ဘက်ထရီကိုချိတ်တဲ့အခါကျတော့ဒီလိုလေးပေါ်လာတယ်ဗျပေါ့နော်ဒီလိုလေးပေါ်တခါတည်းမြင်အောင်ပြမယ်ဒါ user ဒီထဲမှာတခါတည်းပါပြီးသားပေါ့နော်ကိုတို့ဒီမှာစမ်းကြည့်တယ်ဆိုရင်ဒီမှာအကုန်လုံးတန်းဆန်းလို့ရတယ်ဒါဒီလိုပေါ်လာတယ်ပေါ့နော်ဖွင့်လိုက်ပြီဆိုတာ ਨੇ အဲ့ဒါဆိုကျွန်တော်ဟုတ်ပြီဒီမှာကျွန်တော်တို့ကကြည့်မယ်ဒါကတော့ဒါ user ဒီကောင်လေးဆိုရင်ပေါ့နော်ဒါက full voltage ဒါကကျတော့ပါတယ် discharge reconnected ပေါ့နော်ဒါလေးပြမယ်ဒါ okay လောက်တာဆို battery type ရွေးတဲ့ဟာပေါ့နော်ဒီလိုလေးထောက်ပြီးတော့သွားတယ်ဆိုရင်ကျွန်တော်တို့ကဒါဟိုလုပ်လို့ရအောင်အဲ့ထဲမှာကျွန်တော်လိုအပ်တဲ့ဟာလေးတို့အရင်ဆုံးကျွန်တော်ပြောပြသွားမယ်ပေါ့နော်တကယ်ဟိုဒီကောင်ကအရင်ဆုံးဒါကြီးကိုနှိပ်ပြန်တယ်ကျွန်တော်ဒါလေးကိုပေါ့နော်ခဏလေးနှိပ်ထားလိုက်တယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့က setting တွေစချင်းလို့ရတယ်အဲ့မှာအရင်ဆုံးကျွန်တော်တို့ကဒါဆိုရင်ပေါ့နော်ကျွန်တော်တို့ကဘာလဲဆိုတော့အားပြည့်တယ်ဆိုရင်ကျွန်တော်တို့ကဘယ်လောက်အားမှပြည့်တယ်ဆိုကျွန်တော်ဖြတ်ဟိုပေါ့တော့ဖြတ်ချမှာလဲဆိုတဲ့ဟာကျွန်တော်ကဟိုလောက်ရတာပေါ့နော်ဒါဆိုရင်ကြာလေးနှိပ်ထားတယ်သူကမကျင်တဲ့ခါတော့ခဏလေးနေတယ်ဆိုသူကဟိုပြင်ဖြစ်သွားတယ်အဲ့မှာဆိုကျွန်တော်တို့ကဒါဆိုရင်ပူအားတင်တာဒါဆိုရင်ပူအားချတာပေါ့နော်ဒါဆိုရင်ဒါတမျိုးရှိမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါရပြီးသွားဆိုရင်ဒီကောင်လေးကိုဟိုတော့8 9ခွန်လောက်ထားလိုက်မယ်ပြီးရပြီဒါဆိုဒါကတော့ကျွန်တော်တို့ ਨੇ မသက်ဆိုင်ဘူးပေါ့နော်ဒါ working hour လို့သတ်မှတ်တာပြီးပြီဒီကောင်ကကျတော့ဗတိအမျိုးအစားရှိတာဒီကောင်ဆိုရင်ဒီအမျိုးအစားအတွက်ပေါ့နော်B1 ဆိုရင်ဒါဆိုရင်ဒီကောင်ရွေးထားလိုက်ပြီဆိုရင်ကျွန်တော် acid O တဲ့သူကတစ်ခါတည်းဟိုသွား setting တစ်ခါတည်းချိန်ပြီးသားနောက်တစ်မျိုးက B2 ဆိုရင်သူက lithium battery တွေအတွက်ကိုသူကတစ်ခါတည်း setting ချိန်ပြီးသားပေါ့နော်ဒီမှာတစ်ခါတည်းပါပြီးသားပေါ့နော်ဒါဆိုရင်ဒါဆိုတော့ဟိုကသူကခဏလေးကြာခဏလေးနေပြီဆိုတော့သူကပြန်ပြောင်းသွားပြီအဲ့ဒါဆိုကျွန်တော်ကပြန်ချိန်မယ်ပြန်ချိန်ပြီးတော့ဒီမှာပြန်ပြောင်းလို့ရတယ်ခဏလေးစောင့်မယ်ဟိုဒါဆိုရင်ကျွန်တော်က B1 ပြောင်းB1 ပြောင်းထားလိုက်လို့ကျွန်တော်တို့ကဒါသူ့ရဲ့ voltage ကပြောင်းသွားတာဒါပေမဲ့ကျွန်တော်တို့ကB2 ဖြစ်သွား sorry B1 ပြောင်းထားလိုက်တယ်ဆိုရင်ကျွန်တော်ပြန်ကြည့်မယ်ပေါ့နော်B1 ပြောင်းထားလိုက်တယ်ဆိုသူ့ရဲ့ဟာက40.2 volt ဖြစ်သွားတယ်ပေါ့နော်ဒီမှာ12.6 volt ဖြစ်သွားတယ်ဟိုကောင်မှာကျတော့10.7 volt ဖြစ်သွားတယ်အဲ့လိုတွေကျွန်တော်တို့ပြောင်းရတာဗျဆိုတော့ဟိုကျွန်တော်တို့ကအဓိကအဲ့မှာမပြောင်းဟိုပေါ့နော်ကျွန်တော်တို့ကဟိုပေါ့တော့သူပြောထားတဲ့ဟာကြီးတိုင်းကိုကျွန်တော်ကဒီသူတို့ရဲ့ auto setting ပေါ့နော် auto ပါတဲ့ဒီ battery voltage တွေကိုကျွန်တော်တို့ကဟိုဟာမလိုချင်ဘူးဆိုရင်ကျွန်တော်ကဒီတိုင်းနှိပ်ထားပြီးရနဲ့ sorry ဒီတိုင်းခဏလေးကြာလေးနှိပ်ထားလိုက်ဒီတိုင်းကြာလေးမီမျိုးရောက်မှကြာလေးနှိပ်ထားလိုက်ပြီးရင်ကျွန်တော်တို့ကခဏနှိပ်ပြီးရင်24ဟာအဲဒီမှာပေါ့ဒီမှာ setting တွေရွေးဒါဆိုဟိုပေါ့နော်ဒါဆိုရင်lithium ion ဒါဆို lithium 4အဲ့လိုရွေးပြီးတဲ့ဆိုတာနဲ့ကျွန်တော်တစ်ချက်နှိပ်ပြီးတဲ့ဆိုတာနဲ့ကျွန်တော်တို့ကဒါလေးကိုဟိုဒီ menu ထိကိုအရှိဒီဟို menu ထိရောက်အောင်ပြန်သွားပြီးဒါကိုခက်ချက်လေးနှိပ်ပြီးတယ်ဒီမှာကျွန်တော်တို့ကကြိုက်တဲ့ဟိုပေါ့တော့ touch board တွေ discharge board တွေကိုကျွန်တော်ကဒီအပေါင်းနှုတ်လေးလုပ်ပြီးသတ်မှတ်လို့ရတယ်ပေါ့နော်ဒါစနစ်တက်မှာ9လောက်ထားပြီးဒါဆိုပြီးသွားပြီ30တက်မှ8လောက်ထား6လောက်ထားဒါဆိုပြီးသွားရင်ဒါဆိုရင် okay B1 okay ဒါဆိုရပြီပေါ့နော်ဒါဆိုရင်ဒီတိုင်းထားလိုက်တယ်ねဒါကကျွန်တော်ကစသုံးလို့ရပြီဒီပေါင်းတစ်ခုကတော့ကျွန်တော်တို့မီးသုံးတဲ့ဟာလေးပေါ့နော်လှုပ်သုံးတဲ့ဟာမီးပွင့်လေးတွေသုံးတဲ့ဟာဒီကောင်ကကျတော့ဒါဟိုပေါ့နော်ဒီဖုံးအားသွင်းဖို့အတွက်တော့ထည့်ထားတဲ့ဟာလေးပေါ့နော်ရမယ်ပေါ့နော်ဒါဆိုတော့ဒါစင်ပြေသွားပါပြီပေါ့နော်ဟို voltage တွေတတ်မှတ်တဲ့ဟာရောဒါကတော့ကိုယ့်အနေကိုယ်ကမှခောက်ပြီးတော့ကျွမ်းနေကြတော့ကိုယ့်အနေကိုတတ်မှတ်ရမှာဗျဒါတော့ကျွန်တော်လည်းကိုပြန်ပြီးတော့ဟောဖြစ်ချင်မှသိမှာပေါ့နော်ကျွန်တော်လည်းမဖက်ရသေးဘူးဆိုတော့ဒါတော့ကိုယ့်အနေကိုအားကိုးကြပါပေါ့နော်ရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီ
controller ဈေးသက်သာတဲ့ controller လေးကိုဒါ setting ချိန်နဲ့နှီးပါခင်ဗျ